အားလုံးပဲမင်္ဂလာပါရှင်အစ္စလမ်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့စမိုင်းလေးလှုပ်ရှားပြလို့ပြန်လဲမျှဝေတာဖြစ်ပါတယ်လို့ရတာလွယ်သလားပါဝင်ပစ္စည်းတွေကတော့အတော်များပါတယ်ရှင်စမိုင်းကြုံမဲ့တစ်ဝက်ကိုတော့မတူးအောင်မီးအေးအေးလေးနဲ့တော်ပေးထားလိုက်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ထောပတ်စီတီဟိုစီစပစ်ချောက်မြေပဲဖာလာစီကလဝေးရွက်တို့တော့ထောပတ်နှံလေးရတဲ့အထိအနှင်းငယ်လှိမ့်ပေးရမှာဖြစ်ပါတယ်ချက်မဲ့ဦးတဲ့ကိုတော့နိုးစီနိုးစိန်အုံးနိုးတကြားစားနဲ့ရေလိုတလောက်ကိုထည့်ပြီးစူအောင်တည်ပေးရမှာဖြစ်ပါတယ်နွားနို့ရှိရင်လည်းနွားနို့ကိုအသုံးပြုလို့ရပါတယ်ရှင်ပိုးစုလိုက်တော့ခုနကအသင့်ပြင်ထားတဲ့စမိုင်းကြောက်တီဟိုစီစပစ်ချောက်တို့ကိုရောထည့်ပေးရမှာဖြစ်ပါတယ်ပိုးစုအောင်တည်ပြီးရင်တော့မိမိစိတ်ကြိုက်ရေအနေထားအရသာတို့ကိုမြည်ကြည့်ပြီးသုံးဆောင်လို့ရပါပြီရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်